မင်္ဂလာပါ0 to Hero MM ကနေကြိုဆိုပါရစေဘဝမှာတောင်ညကနေပြန်စတော့မယ်ဆိုရင်ဒါမှမဟုတ်အလုပ်တစ်ခုကိုအသစ်စလုပ်တော့မယ်ဆိုရင်ဒီမှားငါးချက်ကိုလုံးဝမလုပ်မိပါစေနဲ့လုပ်မိပြီဆိုရင်မြင်းရဲ့ဘဝကတောင်ညကနေတက်လာမှာမဟုတ်တယ်လို့ဘယ်အလုံးမှလည်းအောင်မြင်နိုင်မှာမဟုတ်ပါဘူးအဲ့ဒီမားတွေကဘာတွေလဲဆိုတော့နံပါတ်1အရာရာပြည့်စုံမှစမယ်ဆိုပြီးအချိန်ဆွဲတာဒီချက်ကိုမြောင်ပြောမယ်ဆိုရင်ကျွန်တော်တို့ YB ရဲ့မှတ်တိုင်မှာကားရဆောက်နေပြီးတော့လာတဲ့ကားအဲကုန်းပါမှထိုင်ကုန်လွတ်မှစတက်စီးမယ်ဆိုပြီးတော့စီစာကြောင်နေတာနဲ့အတူတူပါပဲခုံလွတ်ပါတဲ့ကားကိုထိုင်ဆောက်နေလူရခီးကိုဘယ်တော့မှမရောက်ပဲစောင့်နေတဲ့မှတ်တိုင်မှာနေမိုးချုပ်သွားပါလိမ့်မယ်အောင်မြင်ခြင်းနဲ့လူရခီးကိုရောက်ချင်နေဆိုရင်ကြက်နေတဲ့ကားလေးရင်ဆုံးတိုးကြိတ်ပြီးတက်စီဖို့လိုပါတယ်နံပါတ်2ချက်ချင်းကြီးအောင်မြင်ခြင်းတာဒီချက်ကတော့ထမင်းဝတ်တည်းချင်းကြက်ပြီလားဆိုပြီးအဖုံးကိုခဏခဏဖွင့်ကြည့်နေတာနဲ့အတူတူပါပဲအဖုံးခဏခဏဖွင့်လေအငွေ့တွေထွက်သွားပြီးထမင်းကြက်ဖို့ပိုကြလေပါပဲဒီနေ့စလုပ်ပြီးမနေ့ပြန်ချက်ချင်းကြီးတထေးဖြစ်ချင်လို့မရပါဘူးအချိန်တစ်ခုတော့စိတ်ရှိရှိနဲ့ကြိုးစားပါနံပါတ်3သူများလှုပ်တိုင်းလိုက်လှုပ်တာဒီချက်ကိုမြောင်ပြောမယ်ဆိုရင်တော့လမ်းဘေးမှာလူအုပ်ကြီးတန်းစီနေတာတွေ့လို့ဘာမှမသိပဲတောဝင်တန်းစီတာနဲ့တူတူပါပဲနေဘူးတဲ့ချွေတလုံးလုံးနဲ့အကြာကြီးတန်းစီပြီးရှေ့ဆုံးလဲရောက်ရောကိုမစားကျင်တဲ့အရာကိုမကြိုက်တဲ့အရာကိုအတွက်မလိုအပ်တဲ့အရာတွေအလကားဝေဒနာနဲ့တွတ်တွေ့ရတယ်လို့မျိုးပေါ့သူများရောင်လို့လိုက်ရောင်နေအချိန်ကုန်လူပင်ပန်းဖြစ်တတ်ပါတယ်ကိုလန်းကိုတေချာရွေးချယ်ပြီးတက်တက်မမရှောက်ပါနံပါတ်4ဝေဖန်ခံရမှာကြောက်တာဒီချက်ကတော့ခရီးသွားနေရင်လမ်းဘေးကခွေးဟောင်တိုင်းရပ်ပြီးခဲနဲ့လိုက်ပေါက်နေတာနဲ့တူတူပါပဲကိုပဲနိုင်ငံရှေ့ကိုသွားဖို့လေဟောင်နေတဲ့ခွေးတိုင်းကိုဒေါသထွက်ပြီးရက်ရှင်းနေရှေ့ဆက်ရောက်မှာမဟုတ်ပါဘူးမင်းလုံးနိုင်မှာမဟုတ်ပါဘူးလို့ပြောမဲ့သူတွေကိုကိုယူမဆိုင်ပဲကိုပန်းနိုင်ကိုသာရောက်အောင်ရှောက်ပါနံပါတ်5အလွယ်တကူလက်လျှော့တာဒီချက်ကဘာနဲ့တူလဲဆိုရင်ဘောလုံးပွဲစကန်ချင်း9မိနစ်မှတကူအသွင်းခံလိုက်ရလို့စိတ်ပြက်လက်ဖြစ်ပြီးလက်လျှော့ရှုံးပေးကအိမ်ပြန်သွားတဲ့အတင်းနဲ့တူတူပါပဲပွဲရမိနစ်90တောင်ကြာရမှာလေပထမတကူသွင်းခံလိုက်ရရုံနဲ့အရှုံးပေးပြီးလက်လျှော့လိုက်ရင်အဲ့ဒီတင်းကဘယ်တော့မှထလာရမှာမဟုတ်ပါဘူးပွဲပြီးတဲ့ဒီစက္ကန့်မှာကိုရီမှန်းချက်အတွက်အဆုံးထိကြိုးစားပါဒီမှငါကိုတည်းကတင်ရောဘယ်အချက်တွေမှားနေပြီလဲကျွန်တော်တို့ channel လေးရဲ့ဆောင်ပုဒ်ဖြစ်တဲ့ Start Imperfect Grow Daily ဆိုတဲ့အတိုင်းမပြည့်စုံမှုတွေနဲ့ပဲအခုချက်ချင်းစတင်လိုက်ပါပြီးရင်နေ့တိုင်းပို့တိုးတက်အောင်လုပ်သွားပါနောက်ထပ်လည်းခုလိုခွန်အားဖြစ်စေမယ့်ဗီဒီယိုတွေကြည့်ဖို့အတွက်ကျွန်တော်တို့ရဲ့0 to Hero MM channel လေးကို subscribe လုပ်ထားဖို့မမေ့နဲ့နော်